င်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့ငလင်ဘေးတင်ခံခဲ့ရတဲ့စကိုင်းဘက်ကိုငွေကျပ်3,000ထမင်းဘူး9,000နဲ့လိုအပ်တဲ့ပစ္စည်းတွေကိုအရေးကြီးတဲ့နေရာတွေအတွက်အကြီးကလှူဒန်းဖို့ကူညီဖို့တွားရောက်နေတဲ့မင်းသမီးကြီးခိုင်နှင်းဝေပါပရိသတ်ကြီးပရိဒါမီခင်ကြီးလို့တင်စားခေါ်ခံရတဲ့မင်းသမီးခိုင်နှင်းဝေကတော့ဧပြီလ1ရက်မှာငလင်ဘေးတင်ခံခဲ့ရတဲ့စကိုင်းဘက်ကိုငွေကျပ်3,000ထမင်းဘူး9,000နဲ့လိုအပ်တဲ့ပစ္စည်းတွေကိုအရေးကြီးတဲ့နေရာတွေမှာအကြီးကလှူဒန်းကူညီဖို့တွားရောက်နေပြီဖြစ်ပါတယ်တဘာဝ BN ရဲ့အတွက်အလူငွေ3,000ပြည့်ပါပြီရှင်။စကိုင်းအတွက်ငွေကျပ်3,000ထမင်းဘူး9,000နဲ့လိုအပ်တာတွေစတင်ကူညီသွားပါမယ်ရှင်။ခုနှစ်ရက်သားသမီးလူရှင်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။အရေးကြီးနေရာတွေကိုအဓိကအထားလှူဒန်းသွားမှာပါလို့တုတ်ဆောင်ခိုင်နှင်းဝေကပြောပါရယ်။သူမကတော့မတ်လ28ရက်ငလင်စလုပ်တဲ့ရက်ကလေးကပဲကျပ်3,000မှတည်ပြီးတော့လှူဒန်းမှုတွေလှုပ်ဆောင်ဖို့ကိုစတင်ခဲ့တဲ့နေရာမှာအနုပညာအတိုင်းဝိုင်းတွေအပြင်စေတနာရှင်ပြည်သူတွေကလည်းအလူငွေတွေကိုယုံကြည်စိတ်ချစွာနဲ့ပါဝင်လှူဒန်းခဲ့တာမို့ကျပ်2,000ပြည့်ခဲ့တာလည်းဖြစ်ပါတယ်။ချာရပရိသတ်ကြီးအတွက်မျှဝေတင်ဆက်ပေးလိုက်ပါရရှင်။အခုတင်ဆက်ပေးချင်တာကတော့ငလင်ဘေးတင်ပြည်သူတွေအတွက်မျက်ရည်ဖြစ်ကန်းသောလက်များအမည်နဲ့အနုပညာရှင်တွေကအလှူခံပေးနေဆိုတဲ့သတင်းလေးပါ။ငလင်ဘေးတင်ပြည်သူတွေအတွက်မျက်ရည်ဖြစ်ကန်းသောလက်များအမည်နဲ့မြန်မာနိုင်ငံတပ်ဝန်းကငလင်ဘေးတင်ပြည်သူတွေအတွက်အနုပညာရှင်တွေကလိုက်လံအလှူခံခြင်းကိုယနေ့ဧပြီလ1ရက်နေ့နံနက်ပိုင်းကရန်ကုန်မြို့ Junction Square နဲ့ Time City အနီးတစ်ဝိုက်မှာပြုလုပ်ခဲ့ပါတယ်။ဆရာဦးသည်ဒါရိုက်တာမောင်တီကမနေ့ကဆက်သွယ်လာတယ်။ငလင်ဘေးအတွက်ကုသိုလ်ပြုခြင်းနဲ့ဆိုပြီးဆက်သွယ်လာလို့တက်နိုင်တဲ့ဘက်ကနေအလှလာပြုတာပါ။တစ်ဖက်တစ်လမ်းကနေကုသိုလ်လာပြုတာပါ။အခုချိန်မှာလူတိုင်းကသူ့အပူသူ့အခက်ခဲနဲ့သူရှိကြပါတယ်။ဒီလိုဖြစ်နေတဲ့ကြားတဲ့ကနေအခုလိုမျိုးဖြစ်သွားတာဆိုတော့ဒီလိုမျိုးအခြေအနေဆိုတာကလည်းတော်တော်လေးကိုဆိုပါတယ်။ဒါကြောင့်လူတွေကလည်းကို့မှာအပူတွေဘလောက်ပဲရှိရှိကုသိုလ်လုပ်ဖို့စဉ်းစားလိုက်တာပါ။သတင်းတွေတက်လာတော့တော်တော်လေးစိတ်မကောင်းဖြစ်ရတယ်။မန္တလေးဆိုတာကိုယ့်ရဲ့အမွေးရမည်ဖြစ်တော့တော်တော်လေးစိတ်ထိခိုက်ရလေလို့တရုတ်ဆောင်စုဝတီကပြောပါရယ်အဆိုပါလူခံချင်းအစီအစဉ်ကတော့ဒါရိုက်တာမောင်တီဦးဆောင်ပြီး MRT4 တရုတ်ဆောင်နေ Adrian Akflin Production ကတင်နန်းစင်တရုတ်ဆောင်နေ2024ခုနှစ် Academy ရွှေကြိုမောင်မယ်နဲ့အတူလူရှင်တော်မြစ်တာမြင့်မြတ်ဟိလူရှင်တော်စစ်စီတို့ကလည်းပါဝင်ပြီးပြုလုပ်ခဲ့ကြတာပါအခုလိုအလူခံရကနေရရှိလာတဲ့အလူငွေတွေကိုစကိုင်းတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့ငလင်ဘေးတင်ပြည်သူတွေရဲ့လိုအပ်တဲ့နေရာတွေကိုလိုက်လံပို့ဆောင်လူတန်းပေးသွားမယ်လို့သိရပါတယ်ချာရပရိသတ်ကြီးတို့အများကိုပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့ဧပြီ1ရက်ကနေတကြံတိုင်းငင်အထိငလင်ဘေးတင်ပြည်သူတွေအတွက်နေ့စဉ်ထမင်းဟင်းရေတန့်စတာတွေကိုစတုဒီတာနေ့စဉ်လှူဒန်းသွားမယ်ဆိုတဲ့ပို့ကြပြုခင်မှာပရိသတ်ကြီးစိုင်းမိုင်နာမည်နဲ့ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့မင်းသမီးပို့ကြပြုခင်ကတော့ယနေ့ဧပြီ1ရက်နေ့ကစငလင်ဘေးတင်ပြည်သူတွေကိုတကြံတိုင်းငင်အထိနေ့စဉ်ထမင်းဟင်းရေတန့်စတာတွေကိုစတုဒီတာနေ့စဉ်လှူဒန်းသွားမယ်လို့ဆိုပါရယ်ယနေ့ဧပြီ1ရက်ကနေစပြီးနေ့စဉ်ထမင်းမှုစတူဒီတာချက်လူနေပါတယ်ဒီတစ်ခါတော့ကိုယ်တိုင်ချက်ကိုယ်တိုင်ထက်မနက်၄ခွဲကထမင်းထချက်ပြီးစီစဉ်ခဲ့တဲ့အလူလေးပါအိမ်နဲ့ဆိုင်အတွဲပိုင်းကတော့ငလင်တန်းကြောင့်အနေငယ်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာကြောင့်အချိန်တိုင်းတာတစ်ခုထိရဲနာပြီးကေတွန်းစိန်ဆိုင်ကိုယာယီပိတ်ထားပါတယ်ရှင်ကျမတို့မိသားစုကတော့အစွမ်းရှိသလောက်ငွေအားလူအားစိုက်ထုတ်လှူဒန်းပေးပါမယ်ရှင်လက်တလုံးမှာတော့မန္တလေးမြို့တွင်မှာရှိနေတဲ့ငလင်တန်းခန်းစားခဲ့ရတဲ့ပြည်သူတွေအတွက်ထမင်းဘူးရေတန်းနဲ့လိုအပ်နိုင်မဲ့အရာတွေအကူအညီရနိုင်တဲ့လူသုံးကုန်ပစ္စည်းတွေကိုလိုက်လံလှူဒန်းပေးနေပါတယ်။တကြက်မတိုင်ခင်အထိနေတိုင်းလှူနိုင်မှုစ조사နေပါတယ်လို့တရုတ်ဆောင်ပို့ကြပြုခင်ကပြောပါတယ်။သူမကတော့ယနေ့ဧပြီ1ရက်နေ့ကနေနနက်ပိုင်းစာကိုလက်ဖက်ထမင်းချက်ဥပြုံးင6ကျော်တရက်ချင်3တို့ပါဝင်တဲ့ထမင်းမှုလှူဒန်းနေရဖြစ်ပါတယ်။မနက်ပိုင်းတက်ဖြတ်ပြီးညနေ4နာရီကျော်မှထက်ကြွရဲလို့လည်းသိရပါတယ်။ဒီလူမှာပါဝင်ကူညီပေးကြတဲ့အဆိုတော်မိုးထက်မြင့်ဘောင်းတော်ဘရင်မှာမမိုးထွေမိုးထီအောင်စီနဲ့ချစ်မိတ်ဆွေများအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ဒီနေ့ဧပြီလ1ရက်ကနေစပြီး66လမ်းနဲ့109လမ်းတောင်းမှာရှိနေတဲ့ရနာပီကေထွန်းစိန်ဆိုင်ရှိမှလဲနေ့စဉ်ထမင်းမှုစတုဒီတာဝေပေးမှာဖြစ်လို့အကူညီလိုသူများလာရောက်သုံးဆောင်နိုင်ပါတယ်ရှင်လို့သူမကအဆက်ပြောထားပါတယ်။ချာရပရိသတ်ကြီးတို့အမျှဝေပေးလိုက်။အခုတင်ဆက်ပေးချင်တာကတော့ငလင်ဘေးကြောင့်ဒုက္ခရောက်နေသူတွေကိုပြင်ဦးလွင်မှာယာယီနေထိုင်ခွင့်အခမဲ့ပေးထားရဲဆိုတဲ့မို့မို့ပါ။ဂီတလန်ချောင်းပေါ်မှာပရိသတ်အားပေးမှုများစွာရရှိထားတဲ့တေးဆိုတော့မိုမိုကတော့ငလင်ဘေးကြောင့်ဒုက္ခရောက်နေသူတွေကိုပြင်ဦးလွင်မှာယာယီနေထိုင်ခွင့်အခမဲ့ပေးထားတယ်လို့သိရပါတယ်။ငလင်တန်ကြောင့်ပြင်ဦးလွင်မှာယာယီနေထိုင်လူသူများကျွန်တော်အိမ်မှာအခမဲ့သွားရောက်နေထိုင်နိုင်ပါတယ်။အိမ်မကြီးမှာတော့အခန်းကတစ်ခန်းပဲလွတ်တော့တာဆိုပေမဲ့ခြံကတအေကနီပါကျဲလို့ခြံထဲကမဖွင့်တော့တဲ့ဆိုင်အပါဝင်အဆောက်အုံချို့မှာအေးအေးဆေးဆေးနေလို့ရပါတယ်။ရေမီးလာတဲ့အချိန်ပေါ့အပြည့်စုံသုံးခွင့်ပေးထားပါတယ်။အိမ်နာကအစားဆိုင်ဖွင့်တော့က၄လုံးဆိုင်အဆောက်အုံမှာရှိတဲ့အတွက်သုံးလို့ရပါတယ်။ရက်ွက်ကြီးချောင်းမှုမြို့နယ်ဖြစ်တဲ့အတွက်သွားရေးလာရေးချက်ရေးပြောရေးကစားအဆင်ပြေပါတယ်လို့အစောတော်မမိုးကပြည်သက်သိအောင်ပြောလာပါတယ်။သူကတော့လက်တလောဖြစ်ပေါ်ခဲ့တဲ့ငလင်ဘေးနဲ့ပတ်သက်ပြီးစိတ်မကောင်းဖြစ်မိသလိုအမှန်တကယ်လိုအပ်နေတဲ့သူတွေကိုတစ်ဖက်တစ်လမ်းကပါဝင်ကူညီအားဖြည့်ပေးတဲ့သဘောနဲ့အိမ်မှာနေထိုင်ခွင့်ပေးတာဖြစ်ပါတယ်။အစောတော်မမိုးရဲ့စကိုင်းကအမျိုးတွေတချို့လည်းငလင်ဘေးအန္တရာယ်ကင်းဝေးခဲ့လို့သိရပါတယ်။
စစ်ဘေးရှောင်များပေးသွားလို့ခံလိုက်ရတဲ့အတွေ့အကြုံလေးတွေရှိဘူးတာကြောင့်စီကံလေးအနေငယ်တော့ထားပါတယ်ကိုဝေယဝစ္စကိုတန့်ရှင်းကိုတာဝန်ကိုယူရပါမယ်သုံးခြင်းယူခြင်းနဲ့ပစ္စည်းဆိုယူမယ်ဆိုရင်အိမ်ကဝန်ထမ်းကိုပြောပြီးအတိပေးပြီးမှယူကြပါပြန်ထားရင်လည်းယူတဲ့နေရာမှာပဲပြန်ထားပေးပါဗျဒီတော့ပါပဲစီကံတကြလေးအဆင်ပြေပြေလေးနေခြင်းတဲ့သူတွေက3995165946ကိုဆက်သွယ်ပေးပါခင်ဗျာလို့သူကအဆက်ပြောပါတယ်ဆရာရပရိသတ်ကြီးတို့မျှဝေပေးလိုက်ပါတယ်ရှင်အခုလိုလူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့Sally Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်